ချီရှာဆိုတဲ့ hero ကိုကျွန်တော်တက်ဆောင်မှာတွတ်ဆော့ကြည့်အောင်ဒီ hero က jungle နဲ့ clash lane မှာဆော့လို့ရတယ်ဆိုပေမဲ့လေ jungle ထဲမှာထက် clash lane မှာဆော့ရတာပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဗျဘာလို့လဲဆိုတာတော့ကျွန်တော်ဒုတိယအပိုင်းမှာဆက်ပြောပြမယ်ဒီနေရာမှာတစ်ခုတည်ထားမှာကျွန်တော်က jungle player မဟုတ်ဘူးဆိုတာတော့တည်ထားရမယ်ဗျကျွန်တော်က support နဲ့ clash lane ဆော့တာများတယ်အဲ့ဒါကြောင့်လဲ jungle ဆော့ရတာအဆင်မပြေတာဖြစ်ရင်ဖြစ်မှာပေါ့ဒီတော့ jungle တွေရဲ့ main objective ကဘာဖြစ်မယ်လို့ထင်လဲအချိန်ကုန်ခံပြီးတော့တောသွားပြီလေရှိသမျှအကုန်ပတ်စားတယ်တခါလေကျတော့လေအဲ့လိုပါပဲ maxman နဲ့ရှင်ပြီးတော့ jungle ကရှင်လူရတာပေါ့နော်ဒီနေ့ပဲအောက်လေးမှာ gun ဖေးတယ်ဆိုအပေါ်လေးလျံဖို့သွားရိုက်တာပေါ့ကျွန်တော်ကတော့အဲ့လိုနေပဲဟိုဘက် jungle ကလည်းတရင်တိကျကျထားပြီးတော့လိုက်လာတယ်ဆိုပေမဲ့လေကျွန်တော်နဲ့ကျွန်တော် collection နာပေါင်းပြီးတော့သူ့ဆုံးမရတဲ့အိမ်ကိုပြန်ရောက်သွားတာပေါ့နော်သူခင်ဗျာတနာပါတယ် record တော့ထောက်เสียမလို့လိုက်ဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောနေကြ logic ကိုမမေ့ပါနဲ့လို့အမြဲတမ်းပြောတာ HUK ဆော့လို့ရှိရင်လောဘတာကောင်ကိုဖြစ်ပါစေနဲ့လို့ဒီလိုနေပဲ objective ကလည်းထွက်လာပြီဆိုတော့ကူမဲ့လို့မရှိပေမဲ့လည်းကျွန်တော်ထည့်ယူရတာပေါ့အဲ့လိုထင်နေတဲ့အချိန်မှာအောက်က maxman နဲ့ support လေးကတက်လာတော့ကျွန်တော်အဆင်ပြေသွားတယ်ပြောရမယ်အဲ့တော့ဒီ objective ယူရဲဆိုတာဘန်းပြပဲရှိတာတကယ်လို့ကျွန်တော် hero key လိုချင်နေတာဗျအဲ့လိုနေပဲကျွန်တော်တို့တွေဟိုဘက်က support နဲ့ maxman ကိုလိုက်ရိုက်တယ်ဆိုပေမဲ့လေကျွန်တော် key ရကန်ဒီမှာတကြီးကကောက်စားသွားတယ်ကို teammate ကလည်းဖြစ်နေတော့ဘာမှလည်းသွားလို့မရပြန်ဘူးသိရမလားဒီလိုနေပဲ objective လေးပဲဆက်ယူကြတာပေါ့ကျွန်တော်တို့ objective လေးရသွားဆိုတော့ဘာလို့ကြမလဲကဲ like ဆိုတောင်းတဲ့အဓိပ္ပာယ်ကတော့တောအောင်တဲ့ဒီလိုနေပဲအောက်လေးမှာ battery တွေဖြစ်နေပြီဆိုတော့သတင်းကြားထားတော့သွားကြည့်တယ်အဲ့ဒီမိကြီးဖွင့်ပြီး3កောင်တကောင်ဝင်ဖြဲနေတဲ့အချိန်မှာဟိုဘက်က jungle ကိုရလိုက်တယ်ကျွန်တော် level 2ကိုထပ်သုံးလိုက်တယ်ဆိုပေမဲ့လည်းဘာမှတော့ထပ်ဖြစ်မသွားဘူးဗျကျွန်တော်လည်းဘာမှမစဉ်းစားဘဲနဲ့တစ်ပြက်ခောက်လိုက်တာပေါ့နော်ဒီမျိုးတော့လောဘတားအောင်ခေါ်နေတာကိုယ့်ကိုလောဘတားအောင်ဖြစ်ရမှာတော့ခက်ကြောက်ပဲဒီလိုပဲကိုယ်တိုင်က jungle pro လေးဆိုတော့ smite မရှိရင်လည်း objective ကဝင်ကြိတ်တာပဲကျွန်တော်ကတော့ enemy ဘက်ကလည်းလာမနှောက်ကို teammate ကလည်းလာမကူဆိုတော့ကျွန်တော်အမှရသွားတယ်ပေါ့နော်ဒီအပို့ overpower ဖြစ်နေရလဲမပြောနဲ့လေဗျာဒီနေရာမှာ by 1တွေ့တာဆိုရင် तू က defense item အပြည့်ထည့်တာကျွန်တော်က damage item အပြည့်ထည့်တာအဲ့ဒါကိုမာတဲ့မာချက်ကမသိ तू မသိပဲကျွန်တော်ပြန်သေးတော့မယ်နေထားမလဲ jungle ပါပဲနော် clash ရှင်လာရှင်လို့မမရတာအေးပြောပါတယ်အပြောမစောပါနဲ့လို့အခုတော့ mid ကလိုက်ရတာခမ်းပြီတွေ့လားပြန်ထွက်လာရင်ဘာလုပ်မလဲ jungle ပြီး jungle စားမယ်ဒါပေမဲ့စားလို့မရသေးဘူးဗျအော်လေးမှာဗတ်တဲ့အကြီးကျယ်ဖြစ်နေတော့ကျွန်တော်လို့ရှင်ပြဿနာတက်ကုန်လိမ့်မယ်တားရီတို့စိတ်မပူနဲ့မင်းတို့ jungle pro လေးလာပြီဩတားကြီးကလည်းကောက်စားဖို့ပါဆိုမှဩတကောင်မြောက်လဲနောက်တစ်ကောင်ပေါ့ဗျာမတက်နိုင်ဘူးပြောင်းတားကြီးဒါငါကင်းတော့မယူနဲ့တော့တားကြီးမယူတာပါသွားပြန်ပြီကွာဒီကောင်လိုက်ကောက်နေတာဒီမှာလဲလောဘတားကောင်လျံပိုးလေးဝင်လာတော့ကျွန်တော်ကောက်စားလိုက်တာကျွန်တော်ရသွားတယ် jungle ကိုင်းပြီးကေးမရရင်စိတ်မပူနဲ့ဗျလိုက်တာကောက်ရတယ်ဥမာ blue ဘက်စားပြီးထွက်လာတော့ရှိတယ်မင်းမပြဿနာတက်နေဆိုပြီးသွားကြည့်တာဟုတ်တယ်ဗျာတော်တက်နေတဲ့ပြဿနာဟိုဘက်ဒီယိုချန်တော်ဖြစ်နေတာဗျအတင်းကိုလိုက်ဖဲတာမရဘူး तू ကဒါပေမဲ့လည်းကျွန်တော်ပြောတဲ့စကားရှိပါတယ်နော် action တိုင်းမှာ reaction ရှိတယ်မင်းကိုလည်းအိမ်ပြန်ပို့မယ်မင်း support ကိုလည်းအိမ်ပြန်ပို့ပေးမယ်ပြောမယ်သာပြောတာဗျဟိုဘက်ကမဆော့တယ်လို့ရှိရင်ကျွန်တော်တို့အဲ့မှာကုန်းသွားပြီခဏနေကြပါအောင်ဟာမင်းတို့ကဆိုင်မယ်ဆိုရင်တောက်လျှောက်ပဲရက်ကိုမရက်တော့တာငားလည်းဒီမှာ3កောင်တကောင်ဘာရက်လုံနေရလဲအဓိပ္ပာယ်မရှိတာအေးရတော့မယ် support ရတော့မယ် support ဟာလွတ်သွားတယ်ကွာဒုက္ခပါပဲအမတ်ဒီနေရာမှာအဲ့ကီကိုကျွန်တော်ရရမှာဗျကျွန်တော် energy မထည့်နိုင်တော့ကျွန်တော်မရသွားတာပြဿနာကတော့ဟာဟဲ့ရောင်ရောင်ကြီးကဘယ်ဂျိုးကထွက်လာလဲဟာလောက်ကြပါအောင် maxman လေးသေဝိုင်းငါပြေးမှရတော့မယ်ဟာလောက်ကြအောင်ကဲကြအောင်အဲ့မှာရတဲ့တင်ကန်းစာတစ်ခုကဘာလဲသိလား objective ထွက်တော့မယ်ဆိုလို့ရှိရင်ဖင်မရပါနဲ့တဲ့ကိုယ့်ကိုပတ်ပြီး objective စောင့်လိုက်လို့ရှိလို့ရှိရင်ဒီချင်းကျွန်တော် objective စကင်းနေလောက်ပြီအဲ့ဒါမောင်ဖျန်းလိုက်တော့ enemy ကိုကေးပေးလိုက်ရပြန် blue ဘက်လေးစားပြီးထွက်လာရင်ဟိုဘက်ကရောအောက်က objective ယူလိုက်တာတွေ့တော့ကျွန်တော်အပေါ် overload ကိုစကေးလိုက်တာပေါ့နော်ဒီနေရာမှာတစ်ခုကောင်းရတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကလူတွေအရန်ချခြင်းပြီးတော့ဟိုလိုက်ချတော့ဟိုဘက်ကကောင်တွေပြန်ပြေးရပြန်ကေးလဲရသွားတယ်ပြီးတော့ဒီတော့ jungle ကောင်းပြီး objective ကိုအဆုံးသတ်ပေးလိုက်တယ် objective ကိုလည်းရပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့မြစ်ကိုချပြီးတော့မြစ်ကိုတက်မယ်ပေါ့နော်တွေးထားတော့အဲ့လိုပဲတွေးထားတာဒါမှလည်း brother နဲ့သူမရဲ့ relationship လိုမျိုးပဲဘယ်ရာကမှထင်သလောက်မရိုးရှင်းခဲ့ဘူးဗျ mid tower ကို force မယ်ပေါ့စားတော့တွေးထားတာအဲ့လိုမျိုး brother သူမကိုလက်လွတ်မပေးချင်တယ်သူတို့ကလည်း mid tower ကိုမလွတ်ပေးချင်ဘူးဗျအဲ့လိုနဲ့ပဲကျွန်တော်ကသူတို့ရဲ့ support player လို့အိမ်ပြန်ပို့ပေးလိုက်တာပေါ့မိမိကမရောက်လဲကျွန်တော်တို့က family မိကကိုပဲ try ရတာပေါ့ဘယ်တက်နိုင်ပါမလဲသိတယ်မလားတစ်ခုမြတ်တစ်ခုပေါ့ဒီလိုနဲ့ပဲ enemy ဘက်ကမိက tower ကိုရလိုက်တယ်ဆိုပါတော့ဗျာဒါမှလည်း enemy ဘက်ကနောက်မပတ်ထားဘူးဗျအတင်းနေပြေးဝင်လာတာအဲ့လိုပြေးဝင်တော့ကျွန်တော်ဘာလို့လဲပြန်ပြီးလက်မဲ့ဆုံးမပေးရတော့ဗျာဘယ်တက်နိုင်ပါမလဲသိတယ်မလားအဲ့လိုနဲ့ပဲ enemy တင်းတော့ wild out ဖြစ်သွားအောင်ကျွန်တော်ပြောချင်တာ game ဆိုလို့ရှိရင်လောဘတာကောင်မဖြစ်စေနဲ့ဗျလောဘကောင်ဖြစ်လို့ရှိရင်အဲ့လိုတင်းဝဲအောင်ပေးရအောင် enemy လေးတကောင်မှမကြံတော့ဆိုတော့ကျွန်တော်ဘာလုပ်လဲ tower ပဲချိုးလိုက်တာပေါ့တခါတည်းဒရုန်းကြိုက်လိုက်သွားပြီးတော့ရှုပ်လို့ဒါကတော့ video အစပိုင်းမှာပြောထားတယ်ဒုတိယပိုင်းဒီမှာကျွန်တော် collection သွားဆော့ထားတာပေါ့နော် collection ဆိုရင်ကျတော့ error ရှိတာဘာလဲဆိုတော့ mana အရန်ကုန်တာဗျကိုက jungle မို့တော့ blue ဘက်သွားစားလို့မရဘူးဆိုတော့ mana တော်တော်လေးကုန်တာအဲ့တော့ spell တွေခဏစပန်းလို့တိတ်မကောင်း early game မှာမသိတာပဲမဲ့ mid game လောက်ဆိုရင်တော်တော်တိတာတာ mana ကုန်တာသိလားနေပေါင်း level 1ဆင့်กว่าနဲ့ fuzu နဲ့ by 1ရအောင်ငါတုံးလာပြောရိုက်မှာပေါ့အဲ့မှာတေဝါကြီးတွေ့လားတကွာ collection ဆော့ရတာဘာလို့တာတယ်လို့ပြောတာလဲဆိုတော့ဒီမှာဒီ clip ကိုတစ်ချက်ကြည့်လိုက်ကျွန်တော် fuzu နဲ့ by 1ရိုက်နေရတော့ဒါကျွန်တော် milio ring ကိုနှစ်ခုလုံးပါတော့ fuzu ကအနီးကပ်ရတဲ့ကောင်ဆိုတော့ကျွန်တော်မနိုင်ဘူးဘလို့မှဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော် flash baby လိုက်ရိုက်လို့ရတယ်ဆိုတာသိပေမဲ့ကျွန်တော်လွှတ်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ scale ဆန်းကြည့်တာပေါ့နော်မဟုတ်ဘူးဗျအရှက်ပြေပြောတာကျွန်တော် like ဖို့မေ့သွားတာနေစမ်းမောင်ဟာဒီ fuzu ကဘလို့ဖြစ်တော်တော်ဖြစ်နေတာဟာဘာဖြစ်လို့ဖြစ်ချင်နေမှလည်းမသိဘူးနော်မနိုင်မှလည်းသိတယ်ပြေးပါလားကို save ဆော့ပါလားရတာပဲဟာဘာလို့အတင်းလက်ရိုက်နေမှမသိဘူးကြည့်ရ recall မထောက်ချင်ဘူးထင်တယ်အိမ်ပြန်ပို့ပေးလိုက်အောင်မ spell တွေကတော့ CD ကြနေရဆိုတာသိပေမဲ့လည်းအောက်မှာ K လေးရာနိုးရာဂိုက်သွားပြီးတော့ K ကောက်လိုက်အောင်မယ်ပြောမယ်သာပြောတာဗျကျွန်တော်ကတော့သွားကူပေးတာ K ရတော့ကျွန်တော်ရတာမဟုတ် maxman ရသွားတာအဲ့လိုနဲ့ပဲ clash တွေကိုပြန်တက်နေနေ mega crit လေးတွေဝင်ရှင်းမယ်ဆိုတဲ့အချိန်မှာတာကြီးရှိတော့တာကြီးကိုရာနိုးရာဂိုက်သွားရိုက်ကြည့်တာမရဘူးဗျဘာမှမဖြစ်တော့သူကအိမ်ပြန်သွားတယ်အဲ့လိုနဲ့ပဲအရှက်ပြေလေး clash တွေကိုပြန်ရောက်လာချိန်မှာတွေးပြန်ပြီကွာဒီ fuzu နဲ့ဘလို့ဖြစ်အဲ့ကောင်တော်တော်ဖြစ်နေတာဒုက္ခပဲတာကြီးမင်းနဲ့ကလည်း level 10လောက်ကွာနေရလေကွာပြန်တော့လေဘာလို့အပြစ်ခံနေရလဲလို့ oh my god ငါစားဒီကောင်ကြည့်ရ recall မထောက်ချင်ပြန်အောင်နဲ့တူတယ်ကဲတော်အိမ်မှာတရေးအိတ်လိုက်ကျွန်တော်ပြောခဲ့သလိုပဲ mega လောက်ရောက်လာပြီဆိုလို့
လို့ရှိရင်မာနာကုန်တာတွေ့လားမာနာတော်တော်ကုန်တာ Clash လေးမှာလုံးစရာကိစ္စဝိစ္စပြီးပြီဆိုတော့ farm လေးကိုပြန်ဆင်းတယ်အမှဗဒဲဖြစ်နေတာကျွန်တော်တွေ့တယ်တိုက်တို့ခဏဆောင်ငါလာပြီငါခဏလေးဝင်မယ်ငါခဏလေးဝင်မယ် Oh my god ကေးမရပြန်ဘူးအဲ့လိုနဲ့ပဲဒေါသတွေအကုန်လုံးကိုမဲပြီးဟိုဘက်ကတက်ယူလိုက်ရိုက်တာကျွန်တော်တော့ရှုပ်လို့ဘလောက်တဲ့မာတဲ့တက်မဲ့ဖြစ်ဖြစ်ဗျာ၄ရောက်တော့ဝိုင်းရိုင်တော့တေးတာပေါ့ဒါပေမဲ့ကေးရတော့ကျွန်တော်ရတာဗျအဲ့လိုဗဒဲတောက်လျှောက်နိုင်နေတာဆိုတော့ဒီ objective ကလည်းကျွန်တော်တို့ AC ရမယ်လို့တော့ကျွန်တော်ထင်တာပဲကိုလို့တွေကိုပြီးပြီဆိုပြီး Clash လေးကိုတက်လာတဲ့အချိန်မှာဟိုဘက်ကဖုစုကထပ်သေးပြန်နေဗျာဒုက္ခပါပဲဒီခေါက်ဝူခုံးလက်ထဲမှာတေးတာ तू ကဒီ overload လေးကဘယ်သူမှမယူထင်ပြီးတော့ကေးနေချိန်မှာဟိုဘက်ကမူကြီးကရောက်လာတော့ကျွန်တော်မထင်တာကိုလေမူကြီးဘယ်လိုရောက်လာမလဲဘယ်သူကထင်မှာတော့ပြောအဲ့လိုနဲ့ပဲမူကြီးရဲ့အဘွားပေးချက်တွေကိုကျွန်တော်မခံတဲ့နောက်ဆုံးမှာတော့ကျွန်တော်အိမ်လေးပြန်ရောက်သွားတယ်လို့ပြောပါဘောတော့ဒီနေရာလေးမှာစတော့ combination နဲ့ကိုလွတ်ပြီးလို့ထင်တာဘယ်ဟုတ်မလဲတက်ကြီးမှလာပြီးဖောင်းဆိုကြိုက်တော့အိမ်ပြန်ရောက်သွားတော့ကျွန်တော် family မှာလည်း battery တွေကတောက်လျှောက်ဖြစ်တယ်ဟေးရှုပ်ကိုခတ်နေရပဲ Fuzu ဆိုတဲ့ hero ကလေ by one တာမနေတာတာဝါခိုးနေရမှာတော့စောက်ရမ်းကျွမ်းတာဗျာတိလားဒီနေရာမှာဆိုလို့ရှိရင် तू ဘယ်လေးကိုမှမကတ်မနဲ့ကျွန်တော် solo light တီးတဲ့ကကြောက်ဖို့တော့ကောင်းနေနောက်ဆုံးတော့ तू တံဝေကရဝါရီထင်ပါတယ်ကျွန်တော်ထားခဲ့ပြီး तू ပြန်ပြေးသွားတယ်တော်သေးတယ်ပြောရမှာပေါ့ तू သက်ဆက်တည်ရင်ကျွန်တော်သိလောက်တယ် class မှာ crit တွေလည်းရှင်းပြီးသွားအောက်မှာပြဿနာတွေတက်နေကြတော့ကျွန်တော်ပြန်ဆင်းသွားတယ်အောက်ကိုထပ်ပြီးတော့ကိုလည်းရောက်သွားဗဒဲကပြီးွားကြီးတယ်ဟာ brother ရာမေလိမ့်မှာမူကြီးနဲ့မြောက်က by one ရိုက်နေဆိုတော့ကျွန်တော်တွားကောက်မလားကြည့်တဲ့အချိန်မှာအိုးလွတ်သွားပါတယ်မူကြီးကတော့မြောက်ကတော့တေသွားတာပေါ့အဲ့ဒါကြောင့်အမြဲတမ်းပြောတယ်လောဘတားကောင်မဖြစ်ပါစေနဲ့လို့မဲ့မူကြီးကကျွန်တော်ပြောတဲ့စကားကိုနားမထောင်တော့ကျွန်တော်တို့မစ်လိန်နာဆုံးမပေးလိုက်တာပေါ့အဲ့မှာတက်ရောက်မှုတိုင်းမှာတန်မြန်တက်ရောက်မှုရှိတယ်ဆိုတော့တာကြီးကိုဘာထပ်ဆုံးမပေးလိုက်လေကျွန်တော်အမှန်ဒီနားမှာရစ်တီလုံနေရဆိုတာတာဝါကိုလိုချင်လို့အောင်မလေးခွေကြီးကဆွဲတာမိတယ်ဟာတော်သေးတယ်ဟိုအဲ့ဒီမိမပေးလို့အဲ့ဒီမိပေးလို့ရှိရင်တော့တာဝါထဲမှာနောက်ထပ်လောက်ထိအိပ်ပြောမှာတေချာတယ်ဒါပေမဲ့လေကိုရီးယားမလျှော့တဲ့ဇွဲနဲ့တာဝါမရရအောင်ရအောင်ယူတာပေါ့ရှုပ်လို့သွားဟိုဘက်ကမစမလည်းလာရောင်းနေရဆိုတော့ကျွန်တော်စပိတ်လေးနဲ့ပုတ်တိုက်မှုလုပ်ပေးလိုက်တယ်ဒီလိုနဲ့ family ရဲ့ပထမဆုံးတာဝါကျွန်တော်တို့ရသွားခဲ့တာပေါ့နော်ဒီလိုနဲ့မစ်လဲရောက်လာအောင်ဟိုဘက်ကမူကြီးကဂန်နဲ့မူဝင်ရိုက်နေရပြီးတော့ကျွန်တော်ဝုန်းစပိတ်တွေဝင်သုံးပြီးတော့ကယ်ပေးလိုက်တာပေါ့နော်ကယ်ပေးလိုက်တာဗျဟိုဘက်ကမူကြီးကတော့ blood ray နဲ့ပြန်လွတ်သွားတယ်အဲ့လိုနဲ့ပဲလာရောင်နဲ့တကြီးလို့အိမ်ပြန်ဖို့လုပ်ပေးမယ်လေသူတစ်စနေနဲ့ပြန်လွတ်သွားတယ်ပေါ့နော်တို့တောက်မှာကွာဒီတကြီးရဲ့စပိတ်တူကြီးကကိုယ့်ကိုအိမ်ပြန်ဖို့လုပ်နေတာဟိုဘက်ကမူကြီးကလာပြီးတော့လေးပေါ်လာတင်လိုက်တယ်ကျွန်တော်ကလည်းတင်အောင်မလားဟဲ့ဆိုပြီးတော့သူရောတကြီးရောအိမ်ပြန်ပို့ပေးလိုက်တယ်ဒီတန်းချိုးဝင်ကြားနေမှာဆိုလို့ကျွန်တော်အတိမေပါတုံးပြီးတော့မိကမီကတလုံးချိုးပေးလိုက်တယ်ရှုပ်လို့နေဒီခွေဘာလုပ်နေလဲဟာလှမ်းဆွဲတယ်ဟာဒုက္ခပဲဘာတော့ကဒီကောင်အဲ့ဒီမိကိုမြန်မာလိုသုံးတော့လဲဂျပန်လိုပြန်ရှောင်ပြရတာပေါ့ဗျာတွေးများပါတယ်ဆိုတဲ့ခွေကြီးကိုကျွန်တော် doom stick နဲ့ပိတ်လိုက်တာရှုပ်လို့သွားကိုကသာဗတ်တယ်နိုင်သွားတာကိုဘက်ကလူတွေကဗတ်တယ်မနိုင်မနဲ့လိုက်ရိုက်ခံနေရတွေ့တော့ကျွန်တော်ကဲမရမယ်ဆိုတဲ့အတွေးလေးဝင်ပြီးတော့ကျွန်တော်မူစာကြီးကိုအရင်ရိုက်ပေးလိုက်တယ်မူကြီးပြန်ပြေးသွားမှကျွန်တော်အားလီကိုအဆုံးသတ်ပေးလိုက်တယ်ကိုကလည်းကြံမာနာလည်းမနောက်ဘူးဆိုတော့ဂျန်ငယ်ရဲ့ blue belt လေးကိုမတိမတက်လေးတိုးတိုးလေးကြိတ်လိုက်တယ်ဒီလိုပဲ clash နာရဲ့ဘဝခိုးစားမှာတောင်းဆိုင်တော့မကြွေးကြုံသိပ်ပြီးတော့အဲဒီကြတော့လေလူကလောဘတားကောင်ဆိုတာကိုယ့်ကိုမပြောပေမဲ့ဖြစ်နေတာမျိုးပေါ့ဗျာကိုဘက်က blue belt ကိုစားတာအားမရတော့ဟိုဘက်က blue belt ပါထပ်သွားစားတာရှုပ်လို့ကျွန်တော်ကကံကောင်းကျင်တော့ဘက်ကအလုံးလောက်ပါတော့ဟိုဘက်ကမူကြီးကပြန်ပေးဆက်လိုက်ရတယ်ပေါ့နော်နေစမ်းမောင်ဒီလောက်ဖုစုက level 20กว่าတော့လဲရိုက်ရှင်နေသေးရလားဟော तू တိဝိုင်မရိုက်တော့ပြန်ပြေးပြီဟောမစမိုင်းလှုပ်ပေးလိုက်ပါတနာပါတယ်သူခင်ဗျပြေးနေတော့ဒုက္ခသွားပေးပြန်နေဒါပေမဲ့လည်းအဆုံးတက်ကေးရတော့ကျွန်တော်ယာသွားတာဗျာ sorry အမလေးကဲကြပါဦးတာကြီးစတန်လှမ်းပေးတယ်အာတော်သေးလွတ်လာလို့အကျတစ်ဖက်ရေးရမပါသေးတော့တာကြီးရဲ့ကွန်မိုတစ်ပေါက်မိသွားလို့တော့ကျွန်တော်အိမ်ပြန်ရောက်အောင်မသေးချတယ်ညနေ overload လေး vision ယူထားလိုက်အောင်မယ်အမလေးတာကြီးရောက်လာပြီပြေးကျွန်တော်ချက်ရတဲ့ကောင်မလေးထက်ကျွန်တော်တာကြီးကိုပိုကြောက်နေရပြီဗျာအဲ့ဒါဗရာသားတို့ဗရာသားမလေးတို့လိုမျိုးစော်မရှိဘဲမရှိကောင်လေးကောင်မလေးရဘလို့သိမလဲဗျာအားလဲချက်ရတဲ့မိခလေးကိုချစ်လို့ပဲကျူးတယ်ပဲမှတ်လိုက်ပါတာကြီးတို့ဟိုမှာမူကြီးတို့တက်ဖွဲ့ကိုလိုက်ရိုက်ငါတို့အင်းရနဲ့ဆိုနိုင်လောက်တယ်ဩတာကြီးစတန်လည်းလာထိပြန်နေဒုက္ခပါပဲကိုလူတို့ဟိုမှာခွေလေးတကောင်နဲ့ဖြစ်နေဩမူကြီးထွက်လာတယ်ဟာမူကြီးကဘာလို့ပို့ထွက်လာလဲဒုက္ခရောအတိမကြီးလာပေးတယ်မြန်မာလို့ဒီကောင်ဘာကောင်လဲကွာရှုပ်လို့ဝင်းလုံးကွာတေကန်ဒီလို့ငါလည်းမာလိုက်တာဟိုဘက်ကလုံနေရအကျဉ်အကြာကြီးပဲဒါမဲ့လည်းလောဘသားကောင်ဆိုတဲ့အတိုင်းပဲလောဘသားကောင်ကတော့ပေးဆက်ရစမြဲပဲဗျအခုမှ base ထဲကနေပြန်ထွက်ဟာသားရှိသေးတယ်မူကြီးတို့ကတော့လောက်ပြီးနေစမ်းမောင်လောက်ဘူးဆိုတော့ဘာလို့ပြန်ပြေးနေလဲ Oh my god ဒါမဲ့ तू ပြေးတာလွတ်သွားတယ်ဗျအဲ့လိုမျိုးလွယ်လွယ်နဲ့အားလေးကင်းတော့အလုပ်ပေးမယ်လို့ကျွန်တော်ထင်နေရလားလေကင်းကတော့လုံးဝမရဘူးเนาะရေပင်ဆုံးလိုက်ရိုက်မှာဟဲဟိုမှာခွေးလေးဟာကျိုးလွဲတယ်ဗျာကျိုးလွဲရင်ဘာဖြစ်လဲဆိုတာမိတ်ဆွေသိပါတယ်ဘေးနံအားလီကဘာလာလောက်တာအိုးခွေလေးကိုသိမယ်တဲ့နည်းနည်းလေးကလွတ်သွားတယ်ဗျာနှမျောစရာဟာဟဲ့နေတာကြီးပြေးအမလေးကိုမိုတာမိွားလို့တော့အဲ့နားမှာမှောက်သွားမှာညီကိုတို့ခဏနေကလပ်ရှင်ကလေးလာနေပြီနေပါအောင်ဆိုတို့ကအတင်းဇွတ်ရှုပ်လို့ကျွန်တော်တို့မြန်မာလိုပဲလိုက်ပြဝုန်းလိုက်ပြလိုက်တယ်သွားဟဲဟိုမှာခွေးလေးမိွားပြီမစမန်းကြီးအမေကြီးကဲပါအောင်တာကြီးလိုက်ရိုက်နေလို့ကျွန်တော်ကသူ့ကိုကြောက်နေရဗျာသူကဓာတ်မြစ်တောင်တိတ်မထွက်ရှာဘူးအဲ့လိုပဲတခါလေကြောက်လေကိုရီကြောက်နေတဲ့အရာတွေကကိုရီးယားသာကြောက်နေရတယ်ဗျတကယ်တမ်းတော့ဘာမှကြောက်စရာမရှိဘူးဆိုတာကျွန်တော်သိလိုက်ရတာပေါ့နော်ဒီလိုလည်းပဲ Crystal Throne တဲရိုက်နေနေကျွန်တော်ပွဲလေးကပြီးသွားခဲ့တာပေါ့နော်ပြီးသွားတဲ့အခါမှာအခု update မှာလာမယ့် victory announcement လေးကိုကျွန်တော်သဘောကျတယ်ဗျတော်တော်လမ်းတယ်လို့ပြောရမယ် Clash Lane Pro ဆိုတော့ဘာမှပြောစရာမလိုဘူး S နှလုံးနဲ့ MVP ပဲ okay နောက်လည်းဒီလိုမျိုး video အရှိလေးလို့သွားမှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ဖို့လည်းမမေ့ကြပါနဲ့ဦးနော်ကျေးဇူးတင်ပါတယ်ဗျအဆုံးထိကြည့်ပေးလို့ကျွန်တော်တော့ last ပါခင်ဗျနောက် video မှာလည်းပြန်လည်တွေ့ကြပါသေးတယ်